တို့ရဲ့ Children Story မြန်မာတခါကကောက်ချစ်ဆင်းလဲတဲ့မြေခွေးတစ်ကောင်ဟာရေရင်းနားမှာလမ်းလျှောက်နေစဉ်ရေရင်းထဲသို့မတော်တဆခြေချောပြီးလိကျသွားလေတယ်။သူဟာရေရင်းပေါ်သို့တက်ဖို့အချိန်ကြီးစူးစမ်းပေမယ့်တက်လို့မရဘူးဖြစ်နေတဲ့ကွယ်။အဲ့ဒီအချိန်စိတ်တကောင်ဟာရေရင်းနှဖြတ်သန်းသွားစဉ်ရေရင်းထဲကမြေခွေးကိုမြင်တွေ့သွားပြီးခမည်းရေရင်းထဲမှာဘာလို့နေတာလဲလို့မေးလိုက်လေတယ်။ရေရင်းထဲမှာရေစင်းတောက်နေတာပါ။ရေကချိုးပြီးအေးမြနေတာပဲ။တောက်လို့တိတ်ကောင်းတယ်။ကျုပ်တောက်ဖို့သမျှရေထဲမှာတော့အကောင်းဆုံးနဲ့အရသာရှိဆုံးပဲ။စိတ်ကလေးမင်းလာပြီးမီးစိမ်းကြည့်ပါလားလို့မြေခွေးကကောက်ချစ်ဆင်းလဲသောအကြံစီဖြင့်ပြန်ပြောလိုက်လေတယ်။မိမဲလာတဲ့စိတ်ကလေးဟာလည်းရေတွင်းထဲသို့ခုန်ဆင်းလိုက်ကရေကိုတောက်လိုက်ပါတော့တယ်။အိုးရေကတောက်လို့တိတ်ကောင်းတာပဲ။ရေစာနေတာနဲ့အတော်ပဲလို့စိတ်ကဝမ်းသာအားရပြောလိုက်လေတယ်။ကဲခမရေကိုကြိုက်တလောက်သာတောက်ပေတော့လို့ဆိုကမြေခွေးဟာစိတ်ရဲ့ကြောပေါ်သို့ခုန်တက်ပြီးရေတွင်းနေရန်ပေါ်သို့ကုတ်တက်ကမြေပေါ်သို့ရောက်ရှိသွားခဲ့လေတော့တယ်။အဲဒီနောက်မြေခွေးကရေတွင်းအပြင်ဘက်ကနေစိတ်အားရေတွင်းထဲကရေတွေခမကြိုက်တလောက်သာအဝတောက်ပြီးနီးခဲ့ပြီတော့လို့ဆိုကအဝေးသို့ထွက်ခွာသွားလေတော့တယ်။ကဲဒီပုံမြင်လေးထဲမှာတော့မြည်သည့်အရာမဆိုမလုံဆောင်ခင်တည်တည်ချာချာစဉ်းစားပြီးမှဆုံးဖြတ်ရန်သူများရဲ့ပြောစကားကြီးပဲနားမရမယ်ကိုယ့်ရဲ့ဉာဏ်ဖြင့်စဉ်းစားတွေးခေါ်နိုင်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဒီပုံမြင်လေးကနေတဆင့်ကလေးတို့သိရှိနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်